မင်္ဂလာပါချစ်မမတို့အားလုံးပဲမင်္ဂလာပါကဲမမတို့ရေဒီနေ့ည9နာရီခွဲမှာ live လေးရှိပါတယ်အင်္ဂါနေ့ည9နာရီခွဲပေါ့နော်ချစ်မမတွေအတွက်ဗာလေးစီစဉ်ထားလဲဗာလေးရောက်ပေးမလဲဆိုတော့မင်းတို့ daily wear အတွက်ကိုဈေးအများကြီးမသုံးချင်မင်းနဲ့အရေးသွေးကောင်းကောင်းလေးဝတ်ချင်နေဆိုတဲ့မမတွေရဲ့အတွက်ကို100ရာခိုင်နှုန်းချီတာအရေးသွေးကောင်းမင်းတို့ company နာမည်ကြီးတစ်စိတ်ကြီးဖြစ်တဲ့ quality အမြင့်လား PP တစ်စိတ်ပေါ့နော်အသားတော့အရန်ကောင်းနေဈေးတန်းနဲ့အရန်သက်သာတယ်ချီရလဲနှစ်ဖက်ပေါက်တယ်ရေလျှော်လို့လဲရတယ်ကဲ design လေးကကြတော့လေမင်းတို့ရှိမှာလုံးဝ back seller item အနေနဲ့ရောင်းခဲ့တဲ့ပစ္စည်းပေါ့နော်မင်းဆိုရင်ဒါကလေပြောရရင်တော့ stock ကပြန်ရောက်တာပေါ့နော် stock ပြန်ရောက်တာတော်တော်လာတယ်မင်းနှစ်တွဲရောက်ပြီးမှလုံးဝ 100% ချီသားကိုလေဒီဇောင်းလေးတော်တော်လာတယ်မတို့ဇောင်းကမင်ကိုရန်နဲ့ဝစ်ပြီးတော့ရောင်းတာလေလုံးဝပြောရလို့ရှိရင်လေရောင်းမလောက်ခဲ့ဘူးပေါ့နော်ဒါလေးကိုကုမ္ပဏီကပြန်ပြီးတော့မင်းတို့ campaign လေးပြန်လာပါတယ်အရန်လေးပြောတယ်ဘာလို့လဲဆိုအစင်တအားလာလို့ဒီဇိုင်းရန်လာတယ်ချီကတော့ပြောစရာမလိုဘူးပေါ့နော်ဒါလေးတွေကိုမင်းတို့ကဈေးရလဲ special တန်တန်လေးနဲ့ရောင်းပေးမယ်ပုံမှန်တော့မင်းတို့ကလေဒါလေးတွေဆိုလို့ရှိရင်အခုလက်ရှိပေါက်ဈေးဆိုတော့တကိုက်ကို1000ကျော်နေပေါ့နော်တကိုက်ကို1000 2000 1000 3000 1400အဲ့လိုရောင်းကြတာလေးတွေဒါလေးကိုမင်းကဒီနေ့ညမှာ special short ဈေးလေးနဲ့ရောင်းပေးမယ် short ဈေးဆိုတာလေဘယ်လိုပြောရမလဲပစ္စည်းအဟောင်းမလို့ short ဈေးမဟုတ်ဘူးเนาะမမတို့ live ဈေးတွေမှာတက်အောင်ရောင်းပေးချင်လို့ special ဈေးနဲ့ရောင်းပေးမှာဒါလက်ကားမင်းတို့ကပြန်ပြီးတော့မဖြန့်တော့တဲ့အတွက်လက်လီကိုမင်းတို့လက်ကားဈေးလေးနဲ့ရောင်းပေးမှာအော်ဒါကတော့လုံးဝအသစ်ဆက်ဆက်ပေါ့နော်အသစ်ဆက်ဆက်ဒီဇိုင်းတွေလည်းပါမယ်အမေနည်းနည်းလေးချစ်တဲ့အမတွေအမီးလေးတွေပြပေးသွားမယ်ဒါလေးကတော့ဒါအကိုကြိုင်လုံးလို့ဆိုတာခြိလဲကောင်းနေဇောင်းလေးဖြစ်တဲ့အတွက်ကြောင့်ဇောင်းပါတိတ်ကတော့လေအစင်လေးတော်တော်လာအယောင်နေဆိုတော့တအားလာနော်အဲ့တော့မမတို့ရေဒါလေးကိုမင်းတို့ကရောင်းချပေးမယ်အပြင်နောက်ထပ်ဘာလေးတွေပါအောင်လဲဆိုတာလည်းပြပေးမယ်နော်မင်းပါတိတ်ကဒီနေ့ပါတိတ်လေးတွေနဲ့အတူတူအရန်ကိုရောင်းနေရတယ်မင်းတို့ချီရှန်လေးတွေပေါ့နော်ဒီမှာနော်ချီရှန်လှလှလေးတွေလည်းထပ်ပြီးတော့ပါအောင်မယ်အဲ့တော့ဒါကတော့မင်းတို့ special quality ဖြစ်တယ်မင်းတို့ဒီမှာနော်ဒါ quality အမြင့်ချီရှန်လှလှလေးတွေကိုလည်းမင်းတို့ special sales နဲ့ရောင်းပေးမယ် live လေးပါပါမယ်နောက်ထပ်ပါအောင်လဲဆိုတော့မင်းတို့ဒီမှာ airline လေးတွေပါအောင်မယ်နော်ရတယ်နော် airline လေးတွေပါအောင်မယ်ရှင့်airline တွေကတော့လက်ဟောင်းသားတွေပေါ့နော်ဒါကတော့မင်းကခိုက်ကြံလေးတွေပေါ့နော်ခိုက်အများကြီးတော့မကြံတော့ဘူးဒါလေးတွေကတော့ခိုက်ကြံလေးတွေကိုမင်းလျှော်ဈေးလေးနဲ့ရောင်းပေးမှာတကယ်ကတော့အခုလက်ရှိပေါက်သေးဆိုရင်လည်း airline တွေဆိုရင်လည်းမာရိုဈေးသိပါတယ်နော်ဒါလေးတွေကိုမင်းကအများကြီးတော့မကြံတော့ဘူးအဲ့တော့ airline party လိုမျိုးဒီလိုမျိုးလေးတွေပါမယ်နောက်တစ်ခုကချီရှန်လေးတွေရဲ့မင်းတို့ဒီလိုခိုက်ထိုးလေးတွေပေါ့နော်ဒီလိုခိုက်ထိုးမင်းနောက်မှာတော့ခိုက်ထိုးလေးတွေဒါကြီးဆိုအစ်စ်တေကြီးပဲเนาะဒါကြီးဆိုမင်းတို့အစ်စ်တေကြီးပဲပါထားတာလေဒါလေးတွေကိုချစ်တဲ့မမတွေအတွက်ကိုမင်းတို့က special အထူးဈေးတွေနဲ့ရောင်းပေးပါရအဲ့မမတို့ကဒီည9နာရီခွဲမှာတော့ဂိုက်ထိုးပါတီ daily wear လေးတွေပေါ့နော်နေ့စဉ်ကိုမှမမတို့ပေါ့ပပလေးတွေနဲ့ဝတ်ချင်တယ်ရေလျှော်လို့လည်းရနိုင်တယ် quality မြင့်မြင့်လေးလည်းသုံးနိုင်တယ် copy လည်းကက်စရာမလို့ချီသားစစ်ကလေးလည်းဝတ်ချင်တယ်ဆိုရင်တော့ဒါလေးတွေကလုံးဝယူထားတဲ့ပစ္စည်းတွေပေါ့နော်အသားအေးပြီးတော့ဝေးရတာလည်းပေါ့ပါတယ်အခုဒီမှာဆိုမင်းတို့ဂိုက်ထိုးလေးတွေကနောက်မှလည်းအများကြီးစီထားတယ်အဲ့တော့ချစ်တဲ့မမတွေကည9နာရီခွဲကြလို့ရှိရင်တော့လှလှလေးတွေနဲ့ရေသွေးကောင်းကောင်းလေးတွေကိုဈေးနှုန်းချိုသားစွာနဲ့ဝယ်ချင်တဲ့မမတွေအတွက်ကိုအတန်ဆုံးနဲ့မမြင်ရောင်းပေးမှာ။ဘာကြောင့်လဲဆိုတော့ဒီဂိုက်ထိုးလေးတွေကအခုကပြောရလို့ရှိရင်လည်းမြေလဲအရင်ကဆိုတော့အများကြီးလွတ်နေပေါ့နော်ခုနောက်ပိုင်းကလည်းနည်းနည်းလွင့်လာလဲနေသွားပြီ။အဲ့တော့ဒါကြီးဆိုလို့ရှိရင်လုံးဝလက်ဟောင်းသားအစ်စ်တွေအဲ့တော့လက်ဟောင်းသားတွေကပို့ပြီးတော့လည်းအသားကောင်းတယ်ရေလျှော်လို့လည်းရတယ်ချွေးလည်းတအားဆုပ်တယ်လေဝင်လေထွက်လည်းကောင်းတယ်အဲ့ဒါကိုမင်းက special လုံးဝအထူးသေးလေးတွေနဲ့ရောင်းချပေးမယ်ည9နာရီခွဲလိုက်ဈေးလေးကိုချစ်မမတွေကိုလေးစားစွာနဲ့ဖိတ်ခေါ်ပါရယ်နော်အဲ့တော့ချီသားကတော့ကျမ်းမာရေးနဲ့ညီညွတ်ပြီးတော့နေ့စဉ်ကမာရရဲ့လူမှုဘဝပေါ့နော်ရုံသွားဆိုင်သွားចောင်းသွားတွေမှာဝေးချင်တာပဲဖြစ်ဖြစ်လက်ဆောင်ပေးချင်တာပဲဖြစ်ဖြစ်ဒီလိုချီလေးတွေကတော့မမတို့တွေဝယ်ထားရင်မမတော့ quality အမြင့်နေပါအဲ့တော့ဈေးတက်တန်လေးနဲ့အရေးသွေးကောင်းလေးကိုလိုချင်တဲ့မမတွေအတွက်ကိုတော့ဒီည special ဈေးနှုန်းအတန်ဆုံးလေးနဲ့ရောင်းချပေးမယ် live လေးမို့လို့ချစ်မမတွေအတွက်ကိုည9နာရီခွဲကိုလေးစားစွာနဲ့ဖိတ်ခေါ်ပါရယ်နော်ကဲညကြလို့ရှိရင်ချစ်မမတွေကို gift လေးတွေလည်းပေးရင်ဈေးနှုန်းလေးကိုလည်းလုံးဝမင်းတို့လက်ဆောင်ဈေးလေးနဲ့အတန်ဆုံးရောင်းမှာမို့လို့ည9နာရီခွဲမှာဆုံးမယ်နော်အားလုံးကျေးဇူးတင်ပါတယ်